အားလုံးပဲမင်္ဂလာပါ B-Movie Weekend Channel လေးကနေပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လက်ရှိဖြစ်ပေါ်နေတဲ့စစ်ပွဲတွေကြောင့်လူတွေမေးလူနီးပါဖြစ်နေရတယ်မြန်မာပြည်ကအလောင်းတော်ကတ္တပရဲ့စမ်းကြယ်တမိုင်းကြောင်းနဲ့တကယ့်မြေပြင်အခြေအနေကိုပြောပြပေးတော့မှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတကူးကြီးဖျားတွေတမိုင်းဝင်စေတီပထိုးတွေအများကြီးရှိတဲ့အနက်မှာတောနက်ကြီးရဲ့အလေတွားလာရအခက်ခဲဆုံးနဲ့လှုပ်ဝက်စမ်းကြယ်မှုအရှိဆုံးနေရာကိုပြပါဆိုရင်အလောင်းတော်ကတ္တပကိုပဲပြရပါလိမ့်မယ်အလောင်းတော်ကတ္တပဟာဘယ်နိုင်ငံသားခရီးသွားမှအလွယ်တကူမရောက်နိုင်တယ်လို့ပြည်တွင်းကဘုရားဘူးတွေတောင်မှယာတီမရွေသွားလို့မရတဲ့အမွေနှစ်နေမီတစ်ခုဖြစ်ပါတယ်ဒါဆိုအလောင်းတော်ကတ္တပဟာတကယ်တော့ဘယ်နေရာမှာရှိရလဲသူဟာစကိုင်းတိုင်းဒေသကြီးရင်းမပင်ခရိုင်ကဏီမြို့နယ်နဲ့မင်းကင်းမြို့နယ်တို့ရဲ့နယ်နိမိတ်အဆက်တောတောင်တွေရဲ့အလဲကောင်မှာတည်ရှိရဖြစ်ပါတယ်ပထဝီဝင်အနေထားရအလောင်းတော်ကတ္တပအမျိုးသားဥယျာဉ်ကြီးရဲ့ဗဟိုချက်မှတောနက်ကြီးထဲမှာရှိပြီးမုံဝါမြို့ရဆိုရင်မိုင်ပေါင်း60ကျော်ဝေးကွာပါတယ်အနောက်ဘက်ကတောင်တန်းကြီးတွေကိုကြော်ဖြတ်ပြီးမှရောက်ရှိနိုင်တဲ့တဘာဝအသားစီးတွေဝိုင်းရံထားတဲ့နေရာတစ်ခုဖြစ်ပါတယ်အလောင်းတော်ကတ္တပလို့လူသိများတဲ့ဒီနေရာရဲ့တကယ်သမိုင်းကြောင်းကိုသိရှိဖို့ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်မြတ်စွာဘုရားရှင်တက်တော်ထင်ရှားရှိစဉ်အခါကအရှင်မဟာကတ္တပမထေရမြတ်ကြီးရဲ့ဘဝဆက်ကြောင်းအရင်ဆုံးလေ့လာကြည့်ရပါမယ်မထေရမြတ်ကြီးဟာမူလကရာဇဂိုပြည်ကချမ်းသာတဲ့ပုံနာကြီးမဟာကတ္တပခေါ်ပိတ်ဖိလူလင်ဖြစ်ပါတယ်အတန်ထွက်မှားသွားရင်တောင်းပါမှာဗျအလွန်ချမ်းသာပြီးလှပတဲ့ဗတ္တာကာပိလာနေထော်မျိုးသမီးနဲ့လက်ထပ်ခဲ့ပေမဲ့လည်းလောကီစည်းစိမ်တွေကိုဆက်ဆုပ်ပြီးဇနီးမောင်နှံနှစ်ဦးစလုံးစည်းစိမ်တွေကိုစွန့်လာတောထွက်ပြီးရဟန်းပြုခဲ့ကြသူတွေဖြစ်ပါတယ်မြတ်စွာဘုရားရှင်နဲ့တွေ့ဆုံပြီးနောက်ရှေးရမြောက်နေ့မှာတင်အာတဝေါကုန်ခန်းပြီးယဟန္တာအဖြစ်သို့ရောက်ရှိခဲ့ပါတယ်အရှင်မဟာကတ္တပမထေရမြတ်ကြီးဟာဘုရားရှင်ရဲ့သာသနာတော်မှာဆုံးခံထွက်ခြင်းတစ်ပင်ရင်း၌နေခြင်းပန့်တကူသင်္ကန်းကိုသာဆောင်ခြင်းစတဲ့အလုံးပင်မခက်ခဲလာတဲ့ဒုတင်ဆောင်တဲ့နေရာမှာအမျက်ဆုံးဖြစ်တော်မူလို့မြတ်စွာဘုရားရှင်ကိုယ်တိုင်ဒုတင်အရာ၌ဣတဒိအမျက်ဆုံးဘွဲ့ကိုပေးအပ်ချီးမြှောက်ခြင်းခံခဲ့ရပါတယ်ပိုပြီးထူးခြားတာကမြတ်စွာဘုရားရှင်ဟာအရှင်မဟာကတ္တပဘုံဘလောက်ထိလေးစားယုံကြည်မှုရှိတယ်လဲဆိုရင်ဘုရားရှင်ဝိယုံတော်မူတဲ့ပန့်တကူသင်္ကန်းတော်ကြီးကိုအရှင်မဟာကတ္တပရဲ့သင်္ကန်းနဲ့လဲလှယ်ဝိယုံတော်မူခဲ့ပါတယ်ဒါဟာသာသနာတော်တစ်ခုလုံးမှာဘုရားရှင်ရဲ့သင်္ကန်းတော်ကိုလဲလှယ်ခွင့်ရခဲ့တဲ့တပါးတည်းသောမထေရမြတ်ကြီးအဖြစ်တမိုင်းတွင်ခဲ့ပါတယ်မြတ်စွာဘုရားရှင်တက်တော်80မှာကုတိနာယုံပြီးမလာမင်းတို့ရဲ့အင်ဂျင်တော်၌ပြိဋိဘံဆံလွန်တော်မူသောအခါအရှင်မဟာကတ္တပမထေရမြတ်ကြီးဟာတန်ဃာတော်900နဲ့တူခရီးကြွချီနေစေဖြစ်ပါတယ်ဘုရားရှင်ရဲ့ရုပ်ကလတ်တော်ကိုမိတကြိုကိုပြင်ဆင်ကြပေမဲ့အရှင်မဟာကတ္တပရောက်မလာသည့်တည်းတေဇောတက်နီးကလုံးဝမလောင်ကျွမ်းခဲ့ပါဘူးမထေရမြတ်ကြီးရောက်ရှိလာပြီးဘုရားရှင်ရဲ့ခြေတော်ကိုဥတိုက်ပူဇော်ပြီးမှသာလူလျောက်မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်ဘုရားရှင်ပြိဋိဘံဆံပြီးနောက်ဘုရားရှင်လည်းမရှိတော့ဘူးငါတို့စိတ်ကြိုက်ညီလို့ရပြီလို့သာသနာတော်ကိုဖျက်ဆီးမဲ့စကားလုံးတွေပြောဆိုလာတဲ့ယဟန်ချို့ရှိလာတဲ့အတွက်အရှင်မဟာကတ္တပမထေရမြတ်ကြီးဟာသာသနာတော်ညှဉ်းနှွမ်းမှုကိုစိုးရိမ်ပြီးရာဇဂိုပြီးဝေဘာရတောင်လှိုင်ကူဝတ်မှာယဟန်နှအပါ900နဲ့အတူပထမအကြိမ်တန်ခရနာကိုအောင်မြင်စွာဥဆောင်တင်တော်မူခဲ့ပါတယ်သာသနာတော်ဝင်တွေကိုစွမ်းစွမ်းတမန်ဆောင်ရွက်ပြီးနောက်တက်တော်120အရွယ်ရောက်တဲ့အခါမှာတော့မထေရမြတ်ကြီးဟာမိမိရဲ့ခန္ဓာကိုယ်ပြိဋိဘံဆံမှုအချိန်ကြာရောက်လာပြီဖြစ်ကြောင်းသိမြင်တော်မူခဲ့ပါတယ်တမိုင်းအထောက်အထားများနဲ့အဆိုများအရမထေရမြတ်ကြီးဟာရာဇဂိုပြည်ကနေကောင်းကင်ယံကနေဇန်နဲ့ကြွလာပြီးယခုမြန်မာနိုင်ငံစကိုင်းတိုင်းအတွင်းကကုတ်ကုနတိနတောင်ခေါ်ကျက်စင်တောင်ကြီးကကြောက်လိုင်ကူထဲမှာဇန်တမာပတ်ဝင်စားရင်ပြိဋိဘံဆံလွန်တော်မူခဲ့တာဖြစ်ပါတယ်အထေမြတ်ကြီးပြိဋိဘံဆံလွန်တဲ့အခါမှာတော့နတ်ပြမာတွေကဂူဝါကြီးကိုအေယာမကြောက်တုံးကြီးတုံးနဲ့ပိတ်ထားခဲ့ကြရလို့လည်းဆိုပါတယ်ဒီလောင်းတော်ကတ္တပဂူရောကြီးရဲ့အကြီးမားဆုံးစမ်းကြယ်မှုကတော့မထေရမြတ်ကြီးရဲ့ရုပ်ကလတ်တော်ဟာလက်ရှိအချိန်ကြီးမီးမခရသေးပဲဂူရောထဲမှာတည်ရှိနေစေဖြစ်တယ်ဆိုတဲ့အချက်ပါပဲအရှင်မဟာကတ္တပမထေရမြတ်ကြီးဟာပြိဋိဘံမဆံမီငါရဲ့ခန္ဓာကိုယ်ဟာ
ရိန်မစ်တရမြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့အချိန်အထိမပုတ်မတိုးမဆွေးမမြေပဲဒီတိုင်းတည်ရှိပါစေလို့အဓိဋ္ဌာန်ပြုခဲ့ပါတယ်ဗုဒ္ဓဘာသာဒဏ္ဍာရီနဲ့ကျမ်းဂန်များအရနောက်ပွင့်လန်းမဲ့ပစ္စမမြောက်အရိန်မစ်တရမြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့အခါကျမှသာဒီကျက်စင်တောင်အလောင်းတော်ကတ္တပဂူကြီးစီကိုတန်ဃာတော်တွေနဲ့အတူကြွချီလာမှာဖြစ်ပါတယ်အဲ့ဒီအခါကျမှအလိုလျောက်ဂူတော်ကြီးပွင့်သွားပြီးအရိန်မစ်တရဘုရားရှင်ကအရှင်မဟာကတ္တပရဲ့ရုပ်ကလတ်တော်ကိုလက်ဖွားပေါ်တင်ကားလောကသားအပေါင်းကိုပြသပြီးမှကောင်းကင်ယံမှာတေဇောဓာတ်မီးပွားများပြီးမီးတကြိုရမယ်ဆိုတဲ့အဓိဋ္ဌာန်သမိုင်းကရှိနေပါတယ်။လက်ရှိအချိန်မှာဖျားဘူးတွေဖူးမြော်ခွင့်ရတာကတော့ကြောက်တောင်ကြီးရဲ့အပေါ်မှာလျှောင်းတော်မူပုံစံထုစစ်ပူဇော်ထားတဲ့အလောင်းတော်ကတ္တပရုပ်ပွားတော်မြတ်ကြီးကိုဖြစ်ပြီးအဲ့ဒီကြောက်တောင်ကြီးရဲ့အောက်ခြေလှိုင်ကူအပိတ်ထဲမှာတော့အရှင်မဟာကတ္တပရဲ့ရုပ်ကလတ်တော်ဟာအကောင်းတိုင်းရှိနေစေလို့သတ်မှတ်ယုံကြည်ကြတာဖြစ်ပါတယ်။တခါတည်းရန်တီလာရှိတဲ့ဖျားဘူးအချို့ဟာဂူဝါကနေကြည့်ရင်လှိုင်ကူတဲကနေထွက်ပေါ်လာတဲ့ရောင်ကြီးတော်တွေအမွှေးနှံ့တာနန့်တွေကိုရရှိရဲဆိုတဲ့စမ်းကြဲတဲ့အဆိုအလေးယနေ့တိုင်ရှိနေပါတယ်ဒီဖျားဘူးခီးစဉ်ရဲ့အဓိကအမှတ်သားတစ်ခုကတော့စင်စီးပြီးဖျားဘူးရခြင်းပဲဖြစ်ပါတယ်အလောင်းတော်ကတ္တပဂူတော်ကြီးရှိတဲ့နေရာဟာတောင်ဆောက်ကြီးတွေရှိုးမြောင်းတွေနဲ့တောနက်လွန်တဲ့အတွက်ဘလို့မော်တော်ကားဆိုင်ကယ်မှာဖျားချီတော်ရင်းထိဓာတ်ရိုက်သွားလို့မရပါဘူးကားလမ်းဆုံးတဲ့ထင်းရှုစကန်တို့မဟုတ်ကတ္တပစခန်းကနေဂူတော်အထိကိုတဘာဝအတိုင်းဆင်တွေကိုစီပြီးတွားကြရတာဖြစ်ပါတယ်ဒီနေရာမှာသုံးတဲ့ဆင်တွေဟာပတ်ဝန်းကျင်တတော်ကြီးရာကထိမ့်ထိမ့်ထားတဲ့ဆင်စခန်းကဆင်တွေဖြစ်ပြီးဖျားဘူးရာကြီးဆိုရင်ဖျားဘူးတွေကိုပို့ဆောင်ပေးရဲ့အဓိကတဲယူပို့ဆောင်ရေးဖြစ်ပါတယ်စင်ကုန်းကြီးပေါ်မှာလူ2ယောက်3ယောက်စီးပြီးတောနက်ကြီးတွေကရှိုမြောင်းတွေကြောက်ဆောင်လမ်းတွေကိုဖျက်တမ်းရတာဟာတကယ်ကိုရင်သက်ရှူမောစရာရင်ခုန်စရာအပြည့်ပါပဲစင်တွေဟာကြောက်ဆောင်တွေကိုတိတိကျကျနင်းဖြတ်သွားတတ်တာမို့သူတို့ရဲ့ကျွမ်းကျင်မှုအံ့ဩကြရပါတယ်စင်မစည်းတင်တဲ့သူတွေကတော့တော်လန်အတိုင်းခြေချင်းလျှောက်ပြီးသွားကြရတာဖြစ်ပါတယ်အခုဗီဒီယိုရဲ့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့လက်ရှိမြေပြင်အခြေအနေကိုပြောပြမှာဖြစ်ပါတယ်လူတော်တော်များများသိကျင်နေကြတာကအခုချိန်မှာအလောင်းတော်ကတ္တပကတွားလို့ရသေးလားစစ်ဖြစ်နေလားဆိုတဲ့မေးခွန်းပါပဲအဖြေကတော့လက်ရှိချိန်မှာတွားလို့မရတော့ပါဘူးစီရေးရအလွန်တင်းမာနေတဲ့ဆုံးဖြစ်နေပါပြီအလောင်းတော်ကတ္တပတီးရှိတဲ့စကိုင်းတိုင်းရင်းမာပင်ကဏီမင်းကင်းနေမိတွေဟာလက်ရှိမြန်မာနိုင်ငံရဲ့အခြေတွေကစစ်ပွဲဖြစ်နေတဲ့နေသားတွေပဲဖြစ်ပါတယ်တောလမ်းတွေလမ်းကြောင်းတွေမှာစစ်စေးဂိတ်တွေမိုင်းအန်ရတွေနဲ့စစ်ကြောင်းတွေရှိနေတဲ့အပြင်ကဏီနဲ့ရင်းမာပင်တောနက်ပိုင်းတွေဟာစစ်စင်ရေးရစိုးမိုးမှုလူနေကြတဲ့နေရာတွေဖြစ်တာကြောင့်ဖျားဘူးခီးစဉ်တွေလုံးဝရနာထားရတာနှစ်ချီသွားပြီဖြစ်ပါတယ်တစ်တော်ဌာနစင်စကန်တွေကလည်းပုံမှန်တိုင်းမလဲပတ်နိုင်တော့သလိုဖျားဘူးတွေကိုပို့ဆောင်ပေးတဲ့စင်တွေလည်းဘေးလွတ်ရာတောနက်ထဲတွေမှာပဲချိန်နှင်းထားရတဲ့အခြေအနေဖြစ်ပါတယ်ဒီလိုစစ်ပွဲတွေဖြစ်ပွားတဲ့နောက်မှာအလောင်းတော်ကတ္တပနင်းမီဟာအရင်လိုဖျားဘူးတန်တွေစင်ခေါင်းလုံးတန်တွေနဲ့စီကားမနေတော့ပဲ၆ကပ်ပြီးတိတ်ဆိတ်နေပါတယ်အရင်ကဖျားဘူးရာသီဒီဇင်ဘာကနေမေလဆိုရင်ရွာလုံးကျွတ်ဈေးရောင်းပြီးစီးပွားရှာကြတဲ့ဒေသခံတွေစင်ဦးစီးတွေဟာလည်းစစ်ပေးရှောင်ရတာတွေလောက်ကင်စားတော့ခက်ခဲတာတွေနဲ့ရင်ဆိုင်နေကြရပါတယ်။တစ်ဖက်ကလည်းအလောင်းတော်ကတ္တပအမျိုးသားဥယျာဉ်ကြီးဟာတရားမဝင်တစ်ခိုးထုံးမှုတွေတော်ရန်တွိဆန်တွေကိုအမဲလိုက်မှုတွေရန်ကနေကာကွယ်ဖို့ဝန်ထမ်းတွေမရှိတော့တဲ့အတွက်တဘာဝခေယစနစ်ပျက်စီးမှာကိုပတ်ဝန်းကျင်ထိန်းသိမ်းသူတွေကအရန်စိုးရိမ်နေကြပါတယ်။စစ်ပွဲရဲ့အကျိုးဆက်ကြောင့်လူတွေရဲ့အသက်အိုးအိမ်တွေနဲ့မကပဲမြန်မာပြည်ရဲ့တန်ဖိုးမဖြစ်နိုင်တဲ့တမိုင်းဝင်ဘာသာရေးနေမီနဲ့တဘာဝတောနဲ့ကြီးပါထိခိုက်မှုတွေရှိနေတာဟာစိတ်မကောင်းစရာဖြစ်ရပဲဖြစ်ပါတယ်။နေကုန်းချုပ်ပါတယ်။အလောင်းတော်ကတ္တပဟာအရှင်မဟာကတ္တပမထေရမြတ်ကြီးရဲ့စမ်းကြဲတဲ့တမိုင်းကြောင်းတွေစင်စီးပြီးတွားရတဲ့ထူးခြားတဲ့ယဉ်ကျေးမှုတွေကြောင့်မြမမြေပေါ်ကတကယ်ကိုအပူးတန်ယန္တနာတစ်ခုဖြစ်ပါတယ်။လက်ရှိချိန်မှာစစ်ရေးပဋိပက္ခတွေကြောင့်တွားရောက်ဖူးမြော်လို့မရသေးပေမဲ့နောက်တစ်ချိန်နိုင်ငံတွင်းအေဂျင့်တာသွားတဲ့အခါမှာတော့ဒီလောင်းတော်ကတ္တပဂူတော်ကြီးစီကိုစင်နေစီးပြီးပြန်လည်ဖျားဖူးသွားနိုင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။မြန်မာပြည်ရဲ့လူ့ဝတ်စမ်းကြယ်ပြီးတကိုးကြီးလာတဲ့အလောင်းတော်ကတ္တပတမိုင်းကြောင်းနဲ့လက်ရှိအခြေအနေကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲဘေးအန္တရာယ်ကင်းရှင်းကြပါစေ။